ဒီမျိုးကောင်းသားတယောက်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့သူ့မှာဒီအရေးချင်း၅မျိုးဒီတရား၅မျိုးနဲ့ပြည့်စုံဖို့လိုအပ်တယ်တဲ့၅မျိုးကဘာလဲလို့ဆိုရင်သူဟာမိဘတွေစီကမေတ္တာရဖို့လိုအပ်တယ်ဒါနံပါတ်1မိဘရဲ့မေတ္တာခံယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရအဲ့တော့မိဘတွေရဲ့မေတ္တာခံယူတယ်ဆိုတာမိဘတွေကိုယူသေးတယ်လေးစားတယ်ထောက်ပံ့တယ်ကူညီတယ်ဟောပြုစုတယ်လှုပ်ချွေးတယ်ဒါမိဘမေတ္တာရတယ်လို့ခေါ်တယ်အဲ့ဒါလို့မလုပ်ဘူးမိဘကိုထော်လော်ကန့်လန့်လုပ်နေလို့ရှိရင်မိဘမေတ္တာမရဘူးမိဘကသားသမီးဘလောက်ချစ်တယ်ဆိုပေမဲ့မိဘကိုထော်လော်ကန့်လန့်လုပ်နေတဲ့ပုဂ္ဂိုလ်ဟာမိဘရဲ့မေတ္တာမရဘူးဆုံးရှုံးတယ်ပေါ့အဲ့ဒါကြောင့်မိဘစီကလည်းမေတ္တာရတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့မိဘစီကမေတ္တာရသွားရင်မိဘကအေးသက်ရှိပါစေကျမ်းမာပါစေဘုန်းကြီးပါစေနဲ့ဆုပေးကြတယ်မဟုတ်လားအဲ့ဒီပုဂ္ဂိုလ်ဟာအားလုံးရဲ့မေတ္တာရတယ်လို့မိဘရဲ့မေတ္တာရလို့ရှင်တယ်အသက်ရှိတယ်ဘုန်းကြီးတယ်အစစရရအောင်မြင်တယ်လို့ပြောနောက်တစ်ခုကတော့ဘုသူရဲ့မေတ္တာရရမှာတော့ဆိုရင်အိမ်တော်ရှိလို့ရှိရင်သားသမီးတွေသားမယားကိုယ့်အိမ်မှာအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေအားလုံးရဲ့မေတ္တာကိုရအောင်လုပ်ပါတဲ့အဲ့ဒါလို့မေတ္တာရပြီဆိုအားလုံးကနေပြီးတော့ကြီးညိုတယ်လေးစားတယ်မေတ္တာရှိကြသက်ရှိပါစေဝိုင်းစုတောင်းပေးကြနံပါတ်3ကျတော့ဘာတော့ဆိုလို့ရှိရင်အိမ်နာနေခြင်းအလောက်ခွင်အနီးနာခြင်းကိုတိုင်းပြည်ဆိုလို့ရှိရင်တိုင်းပြည်နီးနာခြင်းပေါ့အဲ့ဒီပုဂ္ဂိုလ်ရဲ့မေတ္တာရလို့ဒီလိုဆိုနေပါပေါ့နော်အရာထဲမှာဆိုရင်နေပါပေါ့ကိုယ်အိမ်နာနေခြင်းရဲ့မေတ္တာအဲ့ဒီအိမ်နာနေခြင်းရဲ့မေတ္တာကိုလည်းရအောင်ယူရမယ်တဲ့နောက်တစ်ခုကဘာလို့ဆိုမမြင်ရပေမဲ့လို့လောကမှာကိုယ်နဲ့ပတ်သက်နေတဲ့နတ်တွေကိုယ်နဲ့အနီးနားမှာရှိတယ်ဆိုတဲ့နတ်တွေရှိတတ်တယ်အဲ့ဒါလို့နတ်တွေကိုစီကမေတ္တာရအောင်ယူပါတဲ့ဘယ်လိုနည်းနဲ့မေတ္တာရနိုင်လို့ဆိုကုသိုလ်ကောင်းမှုလုပ်တဲ့အမြတ်တမ်းပေးဝေးတယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်သူတော်ကောင်းတွေသမဏဗျမဏကိလေသာတွေငြိမ့်အောင်ကျင့်နေတဲ့သူတော်စင်တွေကိုပူဇော်တာလှူတာတန်းတာလုပ်လို့ရှိရင်သူတော်စင်တွေရဲ့မေတ္တာကိုရတယ်အဲ့ဒါလို့မေတ္တာရတဲ့ခေါင်းဆောင်အမျိုးတွေကခေါင်းဆောင်ပဲဖြစ်ဖြစ်ရွာရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်ဒေသရဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်မြည်သည့်ခေါင်းဆောင်ပဲဖြစ်ဖြစ်တဲ့အဲ့ဒီ၅မျိုးစီကမေတ္တာရတဲ့ပုဂ္ဂိုလ်ဟာကြီးပွားတိုးတက်တယ်မြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုဝုဋ္ဌိယေဝပါတိခေခာနောပရိဟာနိဝုဋ္ဌိယေဝကြီးပွားတိုးတက်မှုကိုသာလဲပါတိခေခာမျှော်လင့်ရမယ်တဲ့နောပရိဟာနိဘယ်တော့မှအဲ့ဒီပုဂ္ဂိုလ်မဆောက်ရဘူးလို့ဆိုတယ်ဒီပုဂ္ဂိုလ်ဟာလောကမှာကြီးပွားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့လိတ်ဆွေကုမာရကတုတ်အင်္ဂုတ္တရနိကေbook 5လို့ခေါ်တာပိစကနိဗ္ဗာန်အကြောင်းအရာ၅မျိုးတွေကိုစုထားတဲ့အခန်းမှာဒီတုတ်တန်နေရှိလျက်